င်္ဂလာပါရှင်မြန်မာဖုန်း channel ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ဖြစ်နေတဲ့မြန်မာပြည်မှာစစ်ဗိုလ်ချုပ်တွေဘာကြောင့်ရွှေကောက်ပွဲလုပ်ချင်နေတယ်လဲမြန်မာစစ်ကောင်ဆောင်တွေကသူတို့ကျင်းပမဲ့ရွှေကောက်ပွဲဟာအယက်သားအုပ်ချုပ်ရေးကိုပြန်သွားတဲ့ခြေလှမ်းဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့အခုချိန်မှာသူတို့ဟာနိုင်ငံတော်လောက်ကိုတောင်မထိန်ချုပ်နိုင်သေးပါဘူးလက်နက်ကိုင်တော်လှန်ရေးတွေကလည်းပြင်းထန်နေစေဖြစ်ပါတယ်ဒီတော့ဒါကတကယ်အသွင်ကူးပြောင်းရေးလားဒါမှမဟုတ်နီးပြူဟာအရာခဏနာပြီးအစ်စ်ပြန်စားဖို့ကြိုးစားတာလားမြန်မာစစ်အုပ်ချုပ်သူတွေဟာ2021အာဏာသိမ်းပြီးနောက်ပိုင်းချမှတ်ခဲ့တဲ့အရေးပေါ်အခြေအနေကိုဇူလိုင်လမှာတရားဝင်အဆုံးသတ်လိုက်ပါတယ်။ဒါဟာအရေးပေါ်အခြေအနေကြီးညာထားခဲ့တာ4နှစ်ကျော်ကြာမှဖြစ်ပါတယ်။ဒီနောက်တနိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲကိုဒီဇင်ဘာ28ရက်မှာကျင်းပဖို့စီစဉ်ထားပါတယ်။စစ်ကော်မရှင်ကောင်ဆောင်မင်းအောင်လှိုင်ဟာအခုချိန်မှာယာယီသမ္မတအဖြစ်တာဝန်ယူထားသလိုလက်နက်ကင်တပ်ဖွဲ့ရေးအကြီးအကဲလေးဖြစ်ပါတယ်။အာဏာသိမ်းပြီးကတည်းကစစ်တပ်ဟာခုခံတော်လှန်ရေးအဖွဲ့တွေနဲ့ရောတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါတိုက်ပွဲတွေဖြစ်ပွားနေကြတာပါ။လန်ဒန်အခြေစိုက်နိုင်ငံတကာမဟာဗျူဟာလေးလာရေးအဖွဲ့ကတိုက်ခိုက်မှုပောက်ကွဲမှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစည်ရင်ပြုစုထားပါတယ်။အဲ့ဒီစည်ရင်တွေအရပြီးခဲ့တဲ့တစ်နှစ်လုံးမှာတိုက်ပွဲတွေဟာလုံးဝရောကျသွားခြင်းမရှိဘူးလို့သိရပါတယ်။စစ်တပ်ရဲ့လှုပ်ရှားမှုတွေအပေါ်မိကွန်းများထိုင်းနိုင်ငံအခြေစိုက်လွတ်လပ်တဲ့မြန်မာအရေးလေးလာသုံးသပ်သူဒေးဗစ်မက်တီဆင်ကဒီရွှေကောက်ပွဲဟာလုံးဝဟန်ပြသက်ပါပဲလို့ပြောပါတယ်။ဒီထဲကဘာတစ်ခုမှအစ်စ်အမှန်မဟုတ်ဘူးလို့သူကဆိုပါတယ်။ဒါကစစ်တပ်ကအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တစ်ခုခုရှိတဲ့အောင်ဟန်ဆောင်နေတာပါ။ဒါပေမဲ့နောက်ဆုံးမှတော့ဒါဟာစစ်အုပ်ချုပ်ရေးကိုပုံစံတစ်မျိုးပြောင်းပြီးဆက်လုပ်သွားတာပဲဖြစ်ပါလိမ့်မယ်လို့သူကသတင်းဌာနကိုပြောပါတယ်။သူတို့ရဲ့အထွေကတော့ဒီရွေးကောက်ပွဲကိုကျင်းပလိုက်လို့လက်နက်ကင်တော်လှန်ရေးအဖွဲ့တွေနဲ့နိုင်ငံရေးအုပ်စုတွေကြားသွေးကွဲသွားမယ်ဆိုရင်ဒါကောင်းတယ်လို့ယူဆနေတာပါ။သူတို့ကတိုင်းပြည်ကိုပြန်လည်စည်းလုံးညီညွတ်အောင်လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီရေစရာကောင်းတဲ့ရွှေကောက်ပွဲကိုကျင်းပမယ်လို့ပြောကောင်းပြောပါလိမ့်မယ်။ဒါပေမဲ့တကယ်တမ်းမှာတော့သူတို့မျှော်လင့်နေတာကပိုပြီးကွဲပြားသွားဖို့ပါပဲ။စစ်ကောင်စီဟာနိုင်ငံရဲ့တစ်ဝက်အောက်ကိုပဲထိန်းချုပ်ထားနိုင်ပါတယ်။တိုက်ပွဲတွေကြောင့်လူ3သန်းခွဲကျော်ဟာလည်းနေရက်စွန့်ခွာနေရပါတယ်။ဒါကြောင့်နိုင်ငံတကာစောင့်ကြည့်သူတွေကဒီရွှေကောက်ပွဲကိုဟန်ပြပွဲတစ်ခုအဖြစ်ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။လေးလာသုံးသက်သူတွေကတော့ဒီရွှေကောက်ပွဲဟာမင်းအောင်လှိုင်အတွက်အာဏာဆက်လက်ချုပ်ကိုင်နိုင်ဖို့လမ်းခင်းပေးလိမ့်မယ်လို့ဆိုကြပါတယ်။သူဟာသမ္မတအဖြစ်စစ်ကောင်ဆောင်အဖြစ်ဒါမှမဟုတ်ထိန်းချုပ်မှုကိုပိုခိုင်မာစေမယ်ရှာဒူးအသစ်တစ်ခုခုနဲ့ချိတ်ဆက်နေနိုင်ပါတယ်။ PR အောက်ရောက်နေတဲ့စစ်ကောင်ဆောင်များအာဏာသိမ်းပြီးကတည်းကစစ်ဗိုလ်ချုပ်တွေဟာရွှေကောက်ပွဲကျင်းပပြီးအယက်သားအစိုးရထံအာဏာလွှဲပေးမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့ရွှေကောက်ပွဲကိုအချိန်ချင်းရွှေ့ဆိုင်းခဲ့ကြပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာ PR တွေနဲ့ရင်ဆိုင်နေရပါတယ်။တစ်ချက်ကတော့စီးပွားရေးကရှို့ယွင်းလာနေပြီးနောက်တစ်ချက်ကတော့ပြည်တွင်းစစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုအိမ်နီးချင်းနိုင်ငံတွေကခံစားနေရတာကြောင့်ပါ။ DPR တွေကြောင့်စစ်ကောင်စီဟာအခုအစီအစဉ်တွေကိုအကောင့်ထဲဖို့တွန်းအားပေးခံရတာဖြစ်တယ်လို့ဗီတိန်အခြေစိုက် Economic Intelligence Unit ကချင်းလီကပြောပါတယ်။နိုင်ငံတကာအဆင့်မှာတရားဝင်မှုတစ်ခုခုမရှိဘဲမြန်မာနိုင်ငံအတွက်ရင်းနှီးမြှုပ်နှံမှုတွေရဖို့သိခက်ခဲပါတယ်လို့သူကဆိုပါတယ်။အထည်ချုပ်လုပ်ငန်းတွေထွက်သွားတယ်။တဘာဝဓာတ်ငွေတွင်းတွေလည်းကုန်ခန်းလာတယ်။ဒါကြောင့်စီးပွားရေးကလက်တွေမှာတော့ပြိုလဲနေပါပြီ။ဒါတွေအလုံးကစီးပွားရေး PR တွေတူးလာနေတာကိုပြနေပါတယ်။စစ်ဗိုလ်ချုပ်တွေဟာအခုတော့ဒီရွေးကောက်ပွဲကိုပြိပခအဆုံးသတ်ဖို့နီလန်တစ်ခုအဖြစ်ပုံဖော်နေပါတယ်။ရွှေကောက်ပွဲမတိုင်ခင်လက်နက်ချမဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုငွေသားစုချမယ်လို့တော့ကန့်လန့်ထားပါတယ်။ရွှေကောက်ပွဲလုပ်လိုက်ရင်တော်လှန်ရေးအင်အားစုတွေနဲ့တိုင်းသားအဖွဲ့တွေကြားကမဟာမိတ်အချို့သွေးကွဲသွားနိုင်တယ်လို့သူတို့မျှော်လင့်နေကြောင်းလီကပြောပါတယ်။အဲ့ဒီအခါတိုက်ပွဲတွေရောကျသွားပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေပြန်ဝင်လာအောင်ဆွဲဆောင်နိုင်လိမ့်မယ်လို့သူကထပ်ပြောပါတယ်။ဒါတွေအလုံးကတော့စိတ်ကူးထဲမှာပဲဖြစ်နိုင်တာပါ။တကယ်ဖြစ်လာမလားဆိုတာကတော့ဘယ်သူမှအသေးချာမပြောနိုင်ပါဘူးလို့သူကမှတ်ချက်ပေးပါတယ်။တကယ်လို့လက်နက်ကိုင်အဖွဲ့တွေကသူတို့နေမြေတွေမှာရွှေကောက်ပွဲကိုတားဆီးဖို့ကြိုးစားလိုက်ရင်တိုက်ပွဲတွေပိုပြင်းထန်လာနိုင်ပါတယ်။ဒါဟာစစ်ကောင်စီအတွက်ပြောင်းပြတ်တက်ရောက်မှုတွေတောင်ဖြစ်လာနိုင်တယ်လို့လီနဲ့အခြားလေးလာသုံးသက်သူတွေကသတိပေးထားပါတယ်။အဖွဲ့တချို့ကတော့ရွှေကောက်ပွဲရလဒ်ကိုအတိအမှတ်မပြုကြဘူးလို့ကြိုတင်ကြေညာထားပြီးသားပါ။တရုတ်ရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားတရုတ်နိုင်ငံကတော့မြန်မာဗိုလ်ချုပ်တွေကိုရွှေကောက်ပွဲကျင်းပဖို့ဇက်တိုက်တွန်းနေပါတယ်။အကူအညီပေးဖို့လေအချိန်ချင်းကန့်လန့်ခဲ့ပါတယ်။ဝါရှင်တန်အခြေစိုက် Stimson Center ကရွှန်ဆန်ကတော့တရုတ်အစိုးရရဲ့ယုံကြည်ချက်ကိုအခုလိုပြောပါတယ်။ရွှေကောက်ပွဲဟာဘလောက်ပဲဟန်ပြဖြစ်နေပါစေဒါတခုတည်းကသာမြန်မာပြည်ကိုအကြမ်းဖက်မှုတွေရဲ့နှွန်အိုင်တွေကနေဆွဲထုတ်နိုင်မယ်မျှော်လင့်ချက်ဖြစ်တယ်လို့သူတို့ကယူဆနေပါတယ်။ဒီလိုလုပ်ခြင်းအဖြစ်တရုတ်နိုင်ငံဟာမြန်မာပြည်ရှိသူ့ရဲ့ကြီးမားတဲ့စီးပွားရေးနဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကိုကာကွယ်နိုင်မှာပါလို့ဒီကဆိုပါတယ်။အဲ့ဒီထဲမှာတရုတ်နိုင်ငံရဲ့ကုန်တွင်ပိတ်ဒေသတွေကိုအိန္ဒိယသမုဒ္ဒရာနဲ့ဆက်သွယ်ပေးမယ်ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့စီးပွားရေးဈေးကြံစီမံကိန်းလည်းပါဝင်ပါတယ်။ရွှေကောက်ပွဲကိုထက်ထက်တန်တန်နဲ့တွန်းအားပေးခဲ့တဲ့အတွက်တရုတ်ဟာရလက်ကိုအတိမတ်ပြုမှတီးခြားသလောက်ပါပဲ
အဲဒီကနေပေါ်ပေါက်လာမဲ့ဘလို့အစိုးရမျိုးကိုမဆိုထောက်ခံမှာပါရုရှားကလည်းအလားတူပါပဲလီနဲ့မတ်တီစင်တို့ကတော့အနောက်နိုင်ငံတွေဟာရွှေကောက်ပွဲကိုလက်ခံမှာမဟုတ်ဘူးလို့သုံးသပ်ကြပါတယ်ဘာလို့လဲဆိုတော့သူတို့ဟာအာဏာသိမ်းပြီးကတည်းကမြန်မာပြည်အပေါ်ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေလုပ်ထားပြီးစစ်တပ်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့လို့ပါပဲဒါပေမဲ့မြန်မာအိန္ဒိချင်းနိုင်ငံအချို့ကတော့ရွှေကောက်ပွဲရလဒ်ကိုကြိုးဆိုနိုင်ဖွယ်ရှိပါတယ်အဲ့ဒီထဲမှာအိန္ဒိယဘင်္ဂလားဒေ့ရှ်နဲ့အာဆီယံအဖွဲ့ဝင်အချို့ပါဝင်ပြီးသူတို့ဟာတရုတ်နဲ့ရုရှားတို့ရဲ့လမ်းစဉ်အတိုင်းလှိုင်းနိုင်ပါတယ်အာဆီယံအဖွဲ့ဟာစစ်အုပ်စုနဲ့ဘယ်လိုဆက်ဆံမလဲဆိုတဲ့အပေါ်မှာသဘောထားကွဲလွဲနေပါတယ်ဒါကြောင့်လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတညီတညွတ်တဲ့ရည်တည်ချက်မရှိသေးပါဘူးအင်ဒိုနီးရှားနဲ့မလေးရှားလိုအဖွဲ့ဝင်ချို့ကစစ်အုပ်စုအပေါ်မှာတင်းတင်းမာမာရည်တည်နေပါတယ်2022ခုနှစ်မှာအာဆီယံကမြန်မာဗိုလ်ချုပ်တွေကိုအစည်းအဝေးကြီးတွေတက်ရောက်ခွင့်မပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲဒီဆုံးဖြတ်ချက်ချပြီးနောက်ပိုင်းမှာတော့ထိုင်းနိုင်ငံလိုအခြားနိုင်ငံတွေကမြန်မာနိုင်ငံကိုအတိုက်အဝန်းထဲပြန်ခေါ်သွင်းဖို့ပိုပြီးပွင့်လင်းတဲ့သဘောထားရှိလာကြပါတယ်အိန္ဒိယထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအလုံးဟာမကြသေးတဲ့နှစ်တွေအတွင်းမှာဒုက္ခသည်တွေဝင်လာတာနဲ့နေဆက်ကုန်သွယ်ရေးထိခိုက်တာတွေကိုကြုံတွေ့ခဲ့ရပါတယ်တရုတ်နိုင်ငံလိုပဲအဲ့ဒီနိုင်ငံတွေကလည်းတည်ငြိမ်ရေးကိုအဓိကထားမျှော်လင့်နေကြပါတယ်ပုံစံသစ်နဲ့အစိုးရတရက်ကိုအသွင်ကူးပြောင်းလိုက်ရင်တိုင်းပြည်ပြန်တည်ငြိမ်သွားမယ်လို့သူတို့ကယူဆနေကြတာပါဒါကြောင့်ရွှေကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုရှိမရှိဆိုတဲ့စိုးရိမ်မှုတွေကိုတော့ဘေးဖယ်ထားကြမှာဖြစ်တယ်လို့ဒီကဆိုပါတယ်ဒီလိုအခြေအနေတွေအားလုံးကမြန်မာနဲ့ကပ်လျက်ရှိတဲ့အစိုးရတွေကိုသူတို့ရဲ့ချင်းကပ်ပုံမှာပိုပြီးလက်တွေ့ကြအောင်တွန်းအားပေးနေပါတယ်လို့သူကပြောပါတယ်ဆက်လက်ပြီးလွိုက်ကော်ဒီမော့ဆိုဖရူဆိုနဲ့ဖဲကုံမြို့နယ်တို့တွင်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီးစစ်တပ်ဘက်မှအရာရှိများအပါအဝင်သေဆုံးသူများပြားစစ်သား3ဦးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်နေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကရင်ပြည်နယ်လွိုက်ကော်ဒီမော့ဆိုဖရူဆိုမြို့နယ်များတွင်နေ့စဉ်ဒီပါတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကအရာရှိအပါအဝင်စစ်သားအများပြားသေဆုံးကရှင်စစ်တပ်စစ်ကြောင်းမှစစ်သား3ဦးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ခဲ့ကြောင်း KMTF ဗဟိုနှင့်သတင်းကြံကြားရေးဌာနကထုတ်ပြန်ပါတယ်စက်တင်ဘာလ28ရက်နေ့တွင်လွိုက်ကော်မြို့နယ်အရှိတ်ချမ်းလွိုင်လင်းလေးထီသာရှိလင်းဖုံကြီးကြေးရွာဘက်သို့စစ်ကောင်စီဘက်မှစစ်ကြောင်းထိုးလာခဲ့ပြီးကရင်နီတော်လှန်ရေးပူးပေါင်းတပ်များနှင့်3ရက်နီးပါးကြာထိတွေ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီးရှနေ့ထိတိုက်ပွဲများကြိုးကြားဆက်၍ဖြစ်ပွားနေကြောင်းသိရပါတယ်ဒီမော့ဆိုမြို့နယ်ဒေါငံခါရက်ကွက်နှင့်တနန်းဥကွိုင်ကြေးရွာတို့တွင်စစ်ကောင်စီတပ်များဆက်လက်၍စစ်ကြောင်းထိုးနေသဖြင့်တိုက်ပွဲများနေ့စဉ်ဒီပါဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကဒရုန်းဖြင့်တိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်တိုက်ခိုက်ခြင်းတို့ကိုလည်းဆက်၍လှုံ့ဆော်နေပါတယ်ဒီမော့ဆိုဖရူဆိုလမ်းမကြီးတလျှောက်တွင်စစ်ကောင်စီတပ်များနှင့်ကရင်နီတော်လှန်ရေးတပ်များအကြားနေ့စဉ်ဒီပါတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်မှအရာရှိဟုယူဆရသူအချို့သေဆုံးကစစ်ကားတစ်စီးကိုလည်းဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ်ထို့တူဖရူဆိုမြို့အခြေဆိုင်စစ်ကောင်စီတပ်များအတွင်စစ်ရင်တန်းကားများဖြန့်ခွဲပြီးစုဖွဲ့ထားကြောင်းထို့ပြင်အမတ်14တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကြောင်းနေရှိကျေးရွာများဘက်သို့ထွက်ခါဘောလခဲဘက်သို့ဦးတည်ပြီးစစ်ကြောင်းအချို့လှုပ်ရှားမှုများနေသောကြောင့်ထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်းသိရပါတယ်။ကရင်နီရှမ်းတောင်နယ်စပ်ဖေကုံမြို့နယ်တောင်စလုံးကျေးရွာဘက်တွင်လည်းစစ်ကောင်စီနှင့် PNO တို့ပူးပေါင်း၍တပ်ဖြန့်ထားပြီးအနီးဝန်းကျင်ရှိကျေးရွာများသို့လက်နက်ကြီးများပစ်ခတ်ပြီးတိုက်ခိုက်မှုများရှိခဲ့ကြောင်းမိုးပြင်းမြို့တွင်တပ်ဆွဲထားသောစစ်ကောင်စီတပ်များမှဆက်တော်ရလွယ်ရင်စသည့်ကျေးရွာများဘက်သို့ရန်ဖန်ရန်ခါစစ်ကြောင်းများထွက်၍လှုပ်ရှားမှုများရှိသဖြင့်ဂျိုးကြားထိတွေ့မှုများဖြစ်ပွားလျက်ရှိကြောင်းသိရပါတယ်။အော်တိုဘာလ3ရက်နေ့ကလွိုက်ကော်မြို့နယ်အရှိတ်ချမ်းလွိုင်လင်းလေးမြို့အခြေစိုက်ခမရ930တပ်မှလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာကျေးရွာတရွာအတွင်ကြားရောက်ပောက်ကွဲပြီးအသက်10နှစ်အရွယ်ကလေး2ဦးအားထိမှန်ခဲ့ကြောင်းထို့သောထိမှန်မှုကြောင့်ကလေးငယ်2ဦးမှာပခုံးထိမှန်၍ချမ်း2ဦးမှာလက်တစ်ဖက်ဖြတ်ဒဏ်ရာများရရှိခဲ့ကြောင်းသိရပါတယ်။စက်တင်ဘာလ28ရက်နေ့ကလည်းလွိုက်ကော်အရှိတ်ချမ်းရှိကျေးရွာတရွာသို့စစ်ကောင်စီမှဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာအသက်50အရွယ်အရက်သားအမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ရှခုတစ်ပတ်အတွင်းအကြံဖက်စစ်ကောင်စီစစ်ကြောင်းများမှစစ်ကောင်စီတပ်သား3ဦးကကရင်နီတော်လှန်ရေးတပ်ဖွဲ့များထံသို့လက်နက်ခဲယမ်းများနှင့်အတူဗတ်ပြောင်းခိုလုံလာခဲ့သည်ဟုဆိုပါတယ်။ဒီမော့ဆိုဖရူဆိုနှင့်လွိုင်လင်မြို့နယ်တို့တွင်တိုက်ပွဲများဖြစ်ပွားနေသောကြောင့်ပြည်သူများအနေဖြင့်လက်နက်ကြီးဒရုန်းနှင့်လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကိုသတိရှိကြရန်နှင့်တိုက်ပွဲဖြစ်ပွားနေသောနေရာများသို့မလိုအပ်ပါကခရီးသွားလာခြင်းများမပြုလုပ်ကြရန် KMTF ဗဟိုကအထူးတိုက်တွန်းထားပါတယ်။